ဖျားသခင်ဆိုတာတကယ်ရှိမရှိအတီးပြုနိုင်ဖို့အတွက်အမျိုးသားဖြစ်သူဟာဝက်ဦးလှဲ့တစ်ချောင်းနဲ့သူ့ဇနီးကိုအပြက်ရှင်းလိုက်ပါတယ်အမျိုးသမီးဟာမယုံကြည်နိုင်လောက်တဲ့အကြည့်တွေနဲ့သူမရဲ့လေပင်ကိုအုပ်ကိုင်ရင်းမြေပြင်ပေါ်ကိုဖြည်းဖြည်းချင်းလဲကျသွားခဲ့ပါတယ်အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာတောင်သူမဟာအိမ်မှာငိုယိုကြံရိတ်ခဲ့မဲ့သမီးလေးကိုပဲတွေးတောနေခဲ့ရှာပါတယ်ဒါပေမဲ့ခင်ပွန်းဖြစ်သူကတော့ဒီမြင်ကွင်းကိုဘာမှမဖြစ်သလိုအေးအေးဆေးဆေးပါပဲဇနီးဖြစ်သူတေဆုံးသွားပြီဆိုတာကိုအတီးပြုပြီးတဲ့နောက်မှာတော့သူဟာဖျားသခင်နဲ့ဆက်သွယ်ဖို့အတွက်ဒူးထောက်လိုက်ပြီးသူ့ဇနီးကိုအသက်ပြန်သွင်းပေးဖို့လော်တကြီးတောင်းဆိုပါတော့တယ် God, it is time. Resurrect, return, spirit, resurrect. ဒါပေမဲ့အမျိုးသားဖြစ်သူကရင်ခွဲမတက်အော်ဟစ်ပြီးအံ့ဖွယ်တန်ခိုးကိုဘလို့ပဲတောင်းဆိုပါစီသူမျှော်လင့်ထားသလိုဖြစ်မလာခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲသူ့ရဲ့ယုံကြည်ကိုးကွယ်မှုတွေဟာအစိတ်စိတ်အမှားမှာပြိုလဲသွားခဲ့ရပါတယ်သူ့ဇနီးဟာဘယ်တော့မှပြန်လာတော့မှာမဟုတ်ပါဘူးသူဟာစိတ်ပြတ်အားငယ်စွာနဲ့ပဲအိမ်မှာကြံခဲ့တဲ့သမီးဖြစ်သူကိုတွေ့ဖို့အတွက်လမ်းကြုံကားတာပြီးပြန်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့သူဟာလမ်းမှာကာမရိုးဆောင်တဲ့တွဲနဲ့တိုးပါတော့တယ်ဂျွန်ဟာထိုမျိုးသားကိုတောအုပ်ထဲဆွဲခေါ်သွားပြီးအကူအညီတစ်ခုတောင်းစရာရှိတယ်လို့ပြောပါတယ်ဂျွန်ရဲ့ဇနီးဖြစ်သူဟာမြေကမ်းနားမှာထိုင်ပြီးကိုဟန်ပြနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီနောက်မှာတော့လက်နဲ့ကင်ထားတဲ့ဂျွန်ဟာထိုမျိုးသားကိုသူ့ဇနီးနဲ့အတူဓာတ်ပုံရိုက်ခံဖို့အတင်းကျပ်ခိုင်းစေပါတော့တယ်သူဟာသူ့ရဲ့ရုံညံ့တဲ့ဝါသနာကိုဖြည့်ဆည်းဖို့အတွက်အလှပကြီးနဲ့တာရဲတရိษံဆိုတဲ့ခေါင်းစဉ်နဲ့ဓာတ်ပုံတွေရိုက်ချင်နေတာပါအမျိုးသားဖြစ်သူကတော့ဒါကိုကြားလိုက်ရတဲ့အခါနားထောင်မယုံနိုင်အောင်ဖြစ်သွားရပါတယ်သူဟာအခုချိန်မှာသူတို့နဲ့အတူဒီလိုကစားပွဲမျိုးဆော့ကစားဖို့စိတ်ရောကိုယ်ပါလုံးဝအဆင်မပြေနေပါဘူး Well, I've been run through the ringer. Do you really want these hands touching you? ဒါပေမဲ့မျိုးသားကတော့မျိုးသမီးရဲ့တောင်းဆိုတိုက်တွန်းမှုတွေကိုလုံးဝအဖက်မလုပ်ခဲ့ပါဘူးသူဟာတခြားရွေးချယ်စရာမရှိတော့တာကြောင့်ဂျွန်ရဲ့ရှေ့မှာဒူးထောက်လိုက်ပြီးသူ့ကိုလွှတ်ပေးဖို့အသေးအတန်တောင်းပန်ပါတော့တယ်ဒီမြင်ကွင်းကြောင့်မျိုးသမီးကစိတ်ပြတ်သွားပြီးစိတ်ပါလက်ပါမရှိတော့တဲ့အတွက်ထွက်သွားကြရအောင်လို့သူ့ခင်မွန်းကိုဆိုအတင်းပြောပါတော့တယ်အဲ့ဒီမှာတင်ဂျွန်ဟာအထွတ်ထိပ်ထိဒေါသပေါက်ကွဲသွားပြီးဇနီးဖြစ်သူမျိုးသမီးရဲ့မျက်နှာကိုတနက်နဲ့တဲ့တဲ့ပြစ်ကဖျားသခင်စီကိုပို့ဆောင်လိုက်ပါတော့တယ်ဒီကလေးမလေးဟာသူမရဲ့ဖခင်မရှိတော့တဲ့နောက်မှာတော့ဝမ်းကွဲမောင်နှမတွေနဲ့အတူကြီးပြင်းဖို့အတွက်အဖွားဖြစ်သူရဲ့အိမ်ကိုပို့ဆောင်ခြင်းခံခဲ့ရပါတယ်။မောင်နှမနှစ်ယောက်စလုံးကဖခင်မရှိကြသူတွေမို့လို့ကျောင်းမှာအနိုင်ကျင့်တတ်တဲ့လူမိုက်တွေရဲ့ပြစ်မှတ်ထားအနိုင်ကျင့်တာကိုခဏခဏခံခဲ့ကြရတာပါ။အကိုဖြစ်သူပီတာဟာသူ့ညီမလေးကိုကာကွယ်ဖို့အတွက်အမြဲတမ်းရှိကရက်တည်ပေးခဲ့ပေမဲ့အချိန်တိုင်းမှာတော့မျက်နှာတစ်ခုလုံးဖူးရောင်ပေါက်ပြဲတဲ့အထိအရိုက်ခံခဲ့ရပါတယ်။ဒီနေ့မှာလည်းပီတာဟာထုံးစံအတိုင်းသူ့ညီမလေးကိုကြောင်းကြိုဖို့ရောက်လာခဲ့ပေမဲ့ညီမဖြစ်သူကကားစီကိုအသေးအတန်ပြေးလာတာကိုတွေ့လိုက်ရတဲ့အကြောင်းကလူမိုက်၃ယောက်ကသူ့ညီမကိုထပ်ပြီးအနိုင်ကျင့်နေကြပြန်တာပါ။ပီတာလည်းအလောတကြီးနဲ့ကားကိုမောင်းထွက်ခဲ့ပါတယ်။သူဟာထုံးစံအတိုင်းညီမလေးကိုမိခင်ဖြစ်သူရဲ့ဂူဘေးမန်စီရင်ပို့ပေးခဲ့တယ်။အဲ့ဒီနောက်မှာတော့သူတယောက်တည်းကျောင်းကလူမိုက်တွေကိုသင်ခန်းစာပေးဖို့ထွက်လာခဲ့ပါတော့တယ်။သူဟာလူမိုက်၃ယောက်ကိုလူစုကွဲသွားတဲ့အထိတောက်လျှောက်နောက်ယောင်ခံလိုက်ခဲ့ပြီးတယောက်ချင်းစီကိုစတင်ကင်တွေပါတော့တယ်။ပထမတစ်ယောက်ကတော့ဘာမှအဆင်သင့်မဖြစ်သေးခင်မှာတင်ကျောင်းကားပေါ်ကနေဆွဲချပြီးတုံးနဲ့အချက်ပေါင်းများစွာရိုက်နှက်ပစ်လိုက်ပါတယ်။ဒုတိယတစ်ယောက်ကိုတော့ကားပြင်နေတော့မှပဲကားအင်ဂျင်ဖုံးနဲ့အရှိန်ပြင်းပြင်းရိုက်ချပြီးသတိမေ့သွားအောင်လုပ်လိုက်ပါတယ်။ဒေါသတွေအကြီးအကျယ်ထွက်နေတဲ့ပီတာကိုမြင်လိုက်ရတဲ့တတိယတစ်ယောက်ကတော့အသက်ဘေးကနေလွတ်ဖို့အသေးအတန်တောင်းပန်ပါတော့တယ်။ဒါပေမဲ့ပီတာကတော့သူ့ကိုခွင့်ရေးလုံးဝမပေးတော့ပါဘူး။သူ့အပေါ်ကနေခေါ်စီးပြီးပါးစပ်တွေပတ်ပြင်းတွေပဲထွက်သွားတဲ့အထိလက်သီးနဲ့တရက်ဆက်ထိုးနှက်ပါတော့တယ် You touch my sister again. You understand me? You understand me? ထိုသူစီကနေထပ်ခါတလဲလဲဂရိအာမခံချက်တွေရပြီးတဲ့နောက်မှာတော့ပီတာဟာထွက်ပြီးထွက်ခွာသွားခဲ့ပါတယ်။သူဟာကားထဲမှာထိုင်နေရင်တကူလုံးတုံရင်နေခဲ့တယ်။ပြဿနာတစ်ခုကိုလက်သီးနဲ့ပထမဆုံးအကြိမ်ဖြေရှင်းလိုက်နိုင်ခြင်းဟာအကြမ်းဖက်မှုကိုအကြမ်းဖက်မှုနဲ့ပဲတုံ့ပြန်ဖို့အတွက်သူ့ရဲ့လမ်းစကားကိုဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားပါတော့တယ်